ကျွန်တော်ကအရှင်သခင်ရဲ့ဆန္ဒ3ခုကိုဖြည့်ဆည်းပေးနိုင်ပါတယ်ဒါလေးဒီဟာလေးကိုကျွန်တော်အတွက် American ပေါင်18000စာလောက်လုပ်ပေးပါတိတ်မများပါဘူးနော်ခင်ဗျားမှာဘာစွမ်းရည်တွေရှိလဲအရင်ပြောစမ်းပါဦးကျွန်တော်ကအရှင်သခင်ရဲ့ဆန္ဒ3ခုကိုဖြည့်ဆည်းပေးနိုင်ပါတယ်ဒီဆန္ဒ3ခုစလုံးကိုခင်ဗျားအမှန်တကယ်လုပ်ပေးနိုင်ပါလားကျွန်တော်ရဲ့စွမ်းဆောင်ရည်နဲ့ပဲထက်မကြော်လွန်သမျှတော့အသေးချာလုပ်ပေးနိုင်ပါတယ်ကဲဒါဆိုရင်ကျွန်တော်အတွက်အိမ်တစ်လုံးအရင်လုပ်ပေးစမ်းပါပေးခြင်းက၄ဖက်လအိမ်စစ်တူကြီးခြံဝင်းပုံစံရှေးဟောင်းအိမ်ပေါ့အဲ့ဒါမှမရှိရင်လေရှန်ဟိုင်းကတိုက်ခန်းဖြစ်ပေါ့ဖရားကြီးငါသာအိမ်တွေပါတွေဖန်တီးပေးနိုင်ရင်ဒီအိုးစုပ်ထဲမှာညက်နေစရာလိုပါဦးမလားကွာကိုတော်လုံနိုင်မဲ့ဟာမျိုးလေးတစ်ခုလောက်ပြောပြပါလားခင်ဗျာဒါလေးဒီဟာလေးကိုကျွန်တော်အတွက် American ပေါင်18000စာလောက်လုပ်ပေးပါတိတ်မများပါဘူးနော်မများပါဘူးဒါပေမဲ့ကိုတော်မှမရှိဘူးလေကွာဟူတော်ပြီမမေးတော့ဘူးခင်ဗျာပါတက်လဲကိုဟာကိုပဲပြောတော့ကျွန်တော်ကကြွားတတ်တယ်အိမ်အစ်စ်ရှာတတ်တယ်စကားပြောတတ်တယ်ပြန်တတ်တယ်ဟုတ်သားပဲကြီးမြတ်လာတဲ့အရှင်သခင်ကျွန်တော်ကအရှင်ဖရားရဲ့လာတို့ရင်ရန်ဖြစ်ပေးနိုင်ပြီးအရှင်ဖရားကိုတင်ဆောင်ပြီးပြန်တန်းပေးနိုင်ပါတယ်ငါ့ကိုတင်ဆောင်ပြီးပြန်နိုင်တယ်ပေါ့အခုချက်ချင်းလားဒီနေရာမှာတော့မရပါဘူးဝိညာဉ်စွမ်းအင်ကအရန်ပါလွာပါတယ်အရှင်ဖရားကကျွန်တော်ကိုအတူပါတူစုံမုံတွေပေးရင်တော့နည်းနည်းပါးပါးပဲပြန်တန်းနိုင်တဲ့အကွာဝေးလောက်ပဲရမယ်ဒါပေမဲ့ကျွန်တော်အရှင်ဖရားကိုတင်ဆောင်ပြီးပြေးတော့ပြေးနိုင်ပါတယ်တိုးတော်အခြေအနေကတော့အရှင်ဖရားကကျွန်တော်အတွက်တည်ယူပို့ဆောင်ရေးရင်တစည်းပြင်ဆင်ပေးဖို့လိုပါတယ်အဲ့ဒီထဲကိုကျွန်တော်ဝင်ပူးမယ်ပြီးတော့အဲ့ဒီစွမ်းမုံတွေနဲ့ပေါင်းဆက်ပြီးအချိန်ကြာကြီးပြေးနိုင်ပါလိမ့်မယ်ကဲမင်းလိုကျွန်းကိုငါလက်ခံလိုက်ပြီးမင်းအရင်ဆုံးအိုးထဲပြန်ဝင်ပြီးစောင့်နေဦးငါသွားလိုက်အောင်မယ်100 ကီလိုမီတာကိုစွမ်းအင်မုတ်3ပေါင်ကုန်ကြတယ်ကဘာပေါ်မှာကြည့်လိုက်ရင်ငါရဲ့ဒီမော်တော်ဆိုင်ကယ်ထက်ပိုပြီးတဘာဝပတ်ဝန်းကျင်နဲ့ကိုက်ညီတဲ့ရင်ရှိသေးလို့လားအာရှိပါအမီထွက်လာခဲ့တော့မင်းအတွက်အိမ်အစ်တစ်ခုရှာပေးထားတယ်အရှင်သခင်ဒီတန်ဘုံခုံကတော့တော်တော်လေးခိုင်မာသားပဲအင်ဂျင်ကတော့အရန်စုံနေတာပဲယူသွားပြီလားငါရဲ့စုပ်ပြတ်တက်နေတဲ့စော်ဆိုင်ကယ်ကြီးတကယ်အသက်ဝင်လာပါပေါ့လားအာရှိပါဒီစာလုံးကပ်ပြားတွေကိုတေချာတင်ယူပြီးတရုတ်စကားကိုအမြန်ဆုံးတက်မြောက်အောင်လုပ်ထားစမ်းနောက်ဆိုရင်ဖုန်းကိုအားကိုးနေစရာမလိုတော့ဘူးအမိတ်တိုင်းပါပဲကြီးမြတ်လာတဲ့အရှင်သခင်အာရှိပါဒီနေ့တော့ခရီးမသွားဘူးမင်းဘလောက်အထိအမြန်ဆုံးမောင်းနိုင်လဲဆိုတာစမ်းကြည့်ကြမယ်အမိတ်တိုင်းပါပဲအရှင်သခင်ဒါပေမဲ့အာရှိပါကအရှင်သခင်ကိုတတိပေးချင်ပါသေးတယ်မျက်နှာဖုံးနဲ့မျက်မှန်ကိုတေချာတက်ထားပေးဖို့တောင်းဆိုပါတယ်အမလေးဒီလိုအချိန်တင်တာနဲ့တော့ငါရဲ့နှလုံးခုန်ဆက်မြင်းတောင်ဖြောက်သွားပြီပဲဟဲလိုအမြန်လန်းရဲတက်ဖွဲ့ပါလားကျွန်တော်တိုင်ကြားခြင်းလို့ခုနကလူတယောက်မော်တော်ဆိုင်ကယ်နဲ့အမြန်လန်းပေါ်မောင်းတက်သွားတာကိုတွေးလိုက်ရလို့ပါဆိုင်ကယ်စီးသွားတာအမျိုးသားလားအမျိုးသမီးလားတောင်းပန်ပါတယ်တေချာမမြင်လိုက်ရဘူးတစ်ဖက်လူကအရန်ကိုမြင်မြင်မောင်းသွားလို့ပါကျွန်တော်ခုနကတနာရီကိုကီလိုမီတာ135နဲ့မောင်းနေတာကိုသူကကျွတ်ခနဲဆိုပြီးကြော်သွားတာခုနကလူတယောက်မော်တော်ဆိုင်ကယ်နဲ့အမြန်လန်းပေါ်မောင်းတက်သွားတာကိုတွေးလိုက်ရတယ်ကျွတ်ခနဲဆိုကြော်သွားတာပဲဒါဘလို့လက်နက်အစ်မျိုးကြီးလဲဒါတွေဘာတွေဖြစ်နေတာလဲဆိုင်ကယ်ကအမြန်လန်းပေါ်မှာပါပြန်လို့ရနေတာလားအကြီးကဲရေအမြန်လန်းအရေးပေါ်ဖုန်းလိုင်းတွေပောက်ကွဲမတက်ထိုးဝင်လာနေပါပြီအားလုံးကမော်တော်ဆိုင်ကယ်တစ်စီးမြေပြင်ပေါ်မှာကပ်ပြီးပြန်သွားတယ်လို့ပြောနေကြပါတယ်ကြည်စမ်းပါဦးရင်မောင်းမိတ်ဆွေတွေပြောတာတကယ်မှန်နေတာပဲဒါကတော့ကွာမော်တော်ဆိုင်ကယ်စူပါဟီးရိုးပဲဖြစ်ရမယ်အကြီးကဲအခုတနာရီကို435ကီလိုမီတာနှုန်းနဲ့မောင်းနေတာပါ